တင်တို့ဘဝမှာတေချင်းတရားနဲ့ရင်ဆိုင်ရဖို့မိနစ်ပိုင်းသာလိုတော့တဲ့အချိန်ကိုစိတ်ကူးကြည့်ဘူးပါသလားနှင်းခဲတီကြားမှာလဲကြမီလဲပင်ကျိုးတဲ့တရားနဲ့ကိုတပိုင်းလှုပ်ရှားလို့မရတဲ့လူတစ်ယောက်ဟာအပူချိန်ကလည်းအိတ်ခဲလို့နီးပါအကူနီအတွက်အဟစ်ဖို့အတန်တော်ပြောက်ကြတော့တဲ့အခြေအနေမှာနိုင်ရီပေါင်း20ကျော်အသက်ရှင်အောင်ဘလို့ရုန်းကန်ခဲ့လဲချိုးတဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဖြစ်ရပ်ကအမေရိကန်ပြည်ထောင်စုမီရှီဂန်ပြည်နယ်မှာ2016ခုနှစ်နေ့တိတ်ကူညွတ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဘော့ဟာအထီးကျန်စွာဖြတ်တန်းရတယ်လို့မခံစားရအောင် Golden Retriever ခွေးအမျိုးအစား Kelsey ဆိုတဲ့ခွေးလေးနဲ့အတူနေပါတယ်။ဘော့ဟာသူ့အိမ်ပြင်ဖက်မှာထင်းကောက်ဖို့ထွက်လာတော့ရေခဲပင်ပေါ်မှာချော်လဲတော့ပါတယ်။ဘော့ဟာရေခဲပင်ပေါ်ချော်လဲပြီးတဲ့နောက်ချက်ချင်းဆိုသလိုလဲပင်ကျိုးသွားတာကိုသိလိုက်ရပါတယ်။သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးဟာအာယုံခံစားမှုပျောက်ကွယ်သွားပြီးလက်ဖျားခြေဖျားတွေဟာလည်းလှုပ်လို့မရတော့ပါဘူး။သူဟာအပူချိန်အလိုအေးတဲ့နှီးမင်ပေါ်မှာပတ်လက်လက်ရောက်နှီးယူမတပါတခြားဘာမှမတက်လိုက်တော့ပဲအကြောက်တရားနဲ့အကူနီမဲ့မှုကိုတပြိုင်နက်တည်းခံစားလိုက်ရပါတယ်။မိနစ်တိုင်းကုန်လို့လေးနှင်းမရဲ့အေးခဲတက်ကသူ့ရေပြတဲ့ကိုစိတ်ဝင်လာလေးပါပဲသူလေးကြနေတဲ့နေရာဟာအိမ်နဲ့မဝေးပေမဲ့သူ့အတန်ကိုဘယ်သူမှမကြားနိုင်လောက်အောင်အထီးကျက်နေခဲ့ပါတယ်သူဟာတယောက်တည်းကြရင်ခဲ့တယ်လို့ခံစားခဲ့ရပါတယ်အစပိုင်းမှာသူဟာသူ့အားရှိသမျှအားကုန်ထုတ်ပြီးအော်ဟစ်အကူအညီတောင်းခံခဲ့ပါတယ်အထင်ကြလာတာနဲ့အမျှသူ့အတန်ဟာတဖြည်းဖြည်းဒူးဝင်လာပြီးနောက်ဆုံးမှတော့လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်သူ့ရဲ့ခံစားချက်ကမျောလင့်ချက်တွေပျောက်ဆုံးပြီးလက်လျှော့ချလာတဲ့အခြေအနေကိုရောက်ရှိခဲ့ရပါတယ်အဲ့ချိန်မှာပဲမျောလင့်ချက်တွေပျောက်ဆုံးမဲ့အချိန်မှာအလင်းရောင်လေးထွန်းလင်းလာခဲ့တယ်အဲ့ဒါကတော့ Kelsey ပြေးလာတာပါပဲ Kelsey ဟာရိုးရိုးခွေးလေးတစ်ကောင်မဟုတ်ပဲ Bob လဲကြပြီးနောက်သူ့ရဲ့အသက်ကယ်လက်နဲ့ထစ်လာခဲ့ပါတယ်Bob လဲကြပြီးနောက် Kelsey ဟာအခြားဘယ်နေရာမှမသွားပဲ Bob ရဲ့ကူပိုးပါချက်ချင်းတက်ပြီးဖိဝက်နေခဲ့ပါတယ်။သူ့ရဲ့တမ္မာထူထဲရဲ့ရွှေရောင်အမွေးအမြင်တွေနဲ့ခန္ဓာကိုယ်အပူဓာတ်တွေဟာ Bob ရဲ့ရေခဲလိုအေးဆက်နေတဲ့ကိုယ်ခန္ဓာကိုဓာတ်ရိုက်ထိတွေ့ပြီးအဖိုးတန်တဲ့နှွေထွေးမှုကိုပေးစွမ်းခဲ့ပါတယ်။ဒါဟာဆရာဝန်တွေရဲ့အဆိုအရအသက်ကိုကယ်ခဲ့တဲ့အဓိကအချက်ဖြစ်ပြီးအေးခမ်းတဲ့အပူချိန်ကြောင့် Bob ရဲ့ကိုယ်အပူချိန်လုံးဝကျဆင်းသွားခြင်း hypothermia ကိုတားဆီးပေးခဲ့ပါတယ်။ Bob ဟာလူရှားမရတဲ့အခြေအနေမှာပင်ပန်းနွမ်းနယ်ပြီးသတိလစ်ဖို့အကြိမ်ပေါင်းများစွာကြိုးစားခဲ့ပါတယ်။ Kelsey ဟာ Bob ရဲ့ဝနာလက်ဖွားတွေကိုအဆက်မပြတ်ရက်ပေးခြင်းအဖြစ် Bob ကိုအမြဲနှိုးချနေအောင်စိတ်ပိုင်းရုပ်ပိုင်းရာလှုံ့ဆော်ပေးခဲ့ပါတယ်။ဒီလောက်ရခါ Bob ကိုအေးခဲပြီးသတိလစ်ခြင်းတွေကိုအလွယ်တကူမရောက်အောင်တားဆီးပေးခဲ့ပါတယ်။နိုင်ပေါင်းများစွာကြာအောင် Bob အော်ဟစ်ဖို့အတန်ပြောက်သွားချိန်မှာ Kelsey ဟာတဦးရဲသောဆက်သွယ်ရေးလိုင်းကြောင့်ဖြစ်ခဲ့ပါတယ်။သူဟာမျိုးလင်းချက်မကင်းတဲ့အနေအထားနဲ့အိမ်နီးချင်းတွေကြားနိုင်စေရန်စူးရှစ်စွာအော်ဟစ်ဟောင်းခဲ့ပါတယ်။နောက်ဆုံးနိုင်ပိုင်းမှာ Kelsey ရဲ့အဲ့ဒီလိုအသက်ဆွတ်တဲ့အော်ဟစ်တန်ကြောင့်သာအိမ်နီးချင်းတဦးဟာမီချီဂန်ရဲ့သိမ်းဆိုင်မှုကိုဖောက်ဖျက်ပြီးအန်ဒီရရှိတဲ့ Bob ရဲ့ဒီနေတာကိုရှာဖွေတွေ့ရှိကအသက်ကိုကယ်ဆယ်နိုင်ခဲ့ရဖြစ်ပါတယ်။ခွေးလေးတွေဆိုတာအိမ်မွေးသရိစံတက်တက်မဟုတ်ပါဘူးသူတို့ဟာကျွန်တော်တို့ဘဝရဲ့တစိမ့်တစ်ပိုင်းအသက်ကိုပင်ဆွန့်လွတ်ရဲတဲ့မိသားစုဝင်တဦးဖြစ်ပါတယ် Kelsey ရဲ့ဇလန်ကတက်တည်ပြပြလိုက်တာကတော့ခွေးတစ်ကောင်ရဲ့တိစာရှိမှုနဲ့မိတာဟာလူသားတဦးရဲ့အသက်ကိုကယ်တင်နိုင်စွမ်းရှိတယ်ဆိုတာပဲဖြစ်ပါတယ်ခွေးလေးတွေဟာကျွန်တော်တို့ကိုနေ့စဉ်ပျော်ရွှင်မှုတွေပေးယုံတာမက Bob ရင်ဆိုင်ခဲ့ရသလိုအရေးပေါ်အန်ဒီရဲ့အခြေအနေမျိုးမှာလေမမျော်လင့်တဲ့သူရဲခေါင်တအုပ်အဖြစ်ရပ်တည်ပေးနိုင်ပါတယ်ဒါကြောင့်ခွေးလီမွေးတွေဆိုတာဟာရိုးရိုးရှင်းရှင်းဆုံးဖြတ်ချက်တစ်ခုမဟုတ်ပဲတင်ဘဝမှာတစ္ဆာအရှိဆုံးအချစ်ဆုံးအဖိုးမဖြစ်နိုင်တဲ့အဖော်မွန်တဦးကိုဖိတ်ခေါ်ခြင်းပဲဖြစ်ပါတယ်။စီစဉ်လေးကိုဒီမှာပဲရပ်ဖွင့်ပြပါခင်ဗျာ။နောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်။ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။